Hello everyone. April Sunshine Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ဗီဒီယိုလေးမှာတော့ April တို့ခလေးဘဝတုန်းကကြားဖူးခဲ့တဲ့ Dorothy ပုံပြင်နဲ့ SOST mindset အကြောင်းကိုမျှဝေပေးသွားမှာပါ။အများစုက Dorothy ပုံပြင်ကိုခလေးပုံပြင်တစ်ပုဒ်လို့ထင်ကြပေမဲ့တကယ်တော့ဒီပုံပြင်ထဲမှာမိတ်ဆွေတွေဘဝကိုပြောင်းလဲပေးနိုင်တဲ့ lessons တွေအများကြီးပါတာမို့လို့ April နဲ့အတူလေ့လာလိုက်ရအောင်ပါ။ဒီနေ့မှာ Dorothy ကမုန်တိုင်းတစ်ခုကြောင့်အိုဇက်ဆိုတဲ့အံ့ဖွယ်ကဘာတစ်ခုကိုရောက်သွားပါတယ်။အဲ့ဒီအချိန်မှာသူမအယမ်းကြောက်တယ် confused ဖြစ်တယ်။အိပ်ပြန်ကျင်တယ်ပေါ့နော်။ဒါပေမဲ့သူမကအဖြစ်မှန်ကိုမရှောင်ဘူးလက်ခံလိုက်တယ်။ဒါကတော့ SOSD ရဲ့ပထမအဆုံးအချက် see it ပါ။ April ဘဝမှာလည်းပြဿနာတစ်ခုခုကြုံလာတဲ့အခါမှာအရင်ဆုံးအဲ့ဒီပြဿနာကိုမြင်အောင်ကြည့်တတ်တဲ့တတိရှိဖို့လိုအပ်ပါတယ်။ဒုတိယတစ်ချက်ကတော့ own it ကိုတာဝန်အဖြစ်လက်ခံလိုက်ဖို့ပါ။ဒီနေရာမှာ Dorothy ကသူမဘဝအတွက်ကိုကိုယ်တိုင်တာဝန်ယူတယ်။ဒီကိစ္စတွေကဘသူကြောင့်ဖြစ်ရတယ်ဆိုပြီးတော့အပြစ်တင်မနေဘဲနဲ့သူမအနေနဲ့ဘာလုပ်နိုင်သေးလဲဆိုတာကိုစပြီးတော့စဉ်းစားလိုက်ပါတယ်။ April ဘဝမှာလည်းအလားတူပြဿနာတစ်ခုခုကြုံလာတဲ့အခါမှာဒီကိစ္စကဘသူကြောင့်ဖြစ်ရတယ်ဆိုပြီးတော့အပြစ်တင်နေမဲ့အစားကိုဘာလုပ်နိုင်သေးလဲငါဘာလုပ်နိုင်သေးလဲဆိုတာကိုတွေးပြီးတော့ကိုဘဝအတွက်ကိုတာဝန်ယူတတ်တဲ့နှလုံးသားရှိဖို့လိုအပ်ပါတယ်။တတိယတစ်ချက်ကတော့ solve it ဖြေရှင်းနည်းရှာဖို့ပါ။ပုံပြင်လေးထဲမှာဆိုလို့ရှိရင်လည်း Dorothy ကမှော်စရာကိုရှာဖို့အတွက်လမ်းမှာ Scarecrow, Tin Man, Lion နဲ့တွေ့ပြီးတော့မှအခက်အခဲတွေကိုအတူတကွဖြေရှင်းခဲ့ကြပါတယ်။ April ဘဝမှာလည်းပြဿနာတွေကတော့အခက်အခဲတွေကတော့အမြဲတမ်းရှိနေမှာပါပဲ။ဒါပေမဲ့ပြဿနာတိုင်းမှာဖြေရှင်းနည်းရှိတာမို့လို့အဖြေကိုရှာတဲ့သူကပဲဘဝကိုရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အခက်အခဲတစ်စုံတစ်ရာတွေ့ပြီဆိုလို့ရှိရင်လည်းငါဘာထပ်လုပ်နိုင်သေးလဲဆိုတာကိုတွေးပြီးတော့မှဖြေရှင်းနည်းရှာတတ်ဖို့လိုအပ်ပါတယ်။နောက်ဆုံးတစ်ချက်ကတော့ do it လက်တွေ့လှုပ်ဆောင်ဖို့ပါ။နောက်ဆုံးမှာတော့ Dorothy ကကြောက်စိတ်တွေရှိနေပေမဲ့လည်းသူမအနေနဲ့နောက်မဆုတ်ဘူးရှေ့ဆက်တယ်ဆက်လုပ်တယ်။ဒါကတော့ do it ပါ။ဒီအချက်ကိုလုပ်ဖို့ဆိုလို့ရှိရင်တော့အပေါ်ကအချက်၃ချက်ကိုအရင်ဖြည့်ဖို့လိုပါတယ်နော်တကယ်တော့ April ဘဝကိုပြောင်းလဲပေးနိုင်တာက motivation မဟုတ်ပါဘူး action ဆိုတဲ့လက်တွေ့လှုပ်ဆောင်မှုပါဒါကြောင့်ဘဝမှာဘလို့အခက်အခဲအတားအဆီးတွေပဲကြုံမကြောက်ပါနဲ့ Dorothy လိုပဲ see it own it solve it do it ပါဒီလေးခုကိုလက်တွေ့ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဘဝလုံးဝပြောင်းလဲသွားမယ်ဆိုတာကို April အာမခံပါတယ်ဒီပုံပြင်လေးရဲ့အဓိက message ကတော့လူတိုင်းမှာကိုလိုချင်တဲ့အရေးချင်းတွေကတကယ်ရှိပြီးသားဖြစ်တယ်ကိုယ့်ကိုယုံကြည်ဖို့ပဲလိုတာပါဆိုတဲ့အချက်ပါဆိုတော့ April တို့ဒီ Dorothy ပုံပြင်လေးကိုနားထောင်ပြီးတော့ SOSD mindset လေးကိုသာမိတ်ဆွေတို့ရဲ့ဘဝမှာလက်တွေ့ကျင့်သုံးနိုင်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝအိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်မယ်ဆိုတာကို April လုံးဝယုံကြည်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်